Hello မင်္ဂလာပါညီကိုတွေဆေးပြခြင်းလွန်းလို့အတိဆိုင်ကနေတော့မှလာအင်ဂျင်ကြီးမရှိလို့ဗျာမဆေးပြအောင်လဲဒါလေးကတန့်နေတော့အပြင်မိုင်းပဲဆွဆေးပြနေအတွင်းမိုင်းဆေးပြခြင်းလို့အတွင်းမိုင်းမှာအင်ဂျင်မိုင်းဂျိုးတွေโอเคညစ်ပါကျွန်တော်ပြောတလက်စားလေးပြောနေမနော်ဒါလေးဆိုရှုံနေနော်ဟိုဘယ်လိုလဲအပေါ်မှာရှုံနေတော့အကောင်ကြီးကြတော့တက်မချွတ်နေဗျာရင်းလုံးချစ်ကြအောင်နော်ဒီရှုံကြီးကဖွင့်မဆိုလို့ရှိရင်တစ်လွာလည်းမပြောင်းနှစ်လွာလည်းမပြောင်းအဲ့လိုပို့ကုန်တော့ဗျာဒီလိုတစ်ခါလေးချက်ချပြီးပို့တော့တထုသားအကြံကိုဒီလိုပို့လိုက်တာပိုကောင်းတယ်နော်ဒါဆိုရင်ဒီရှုံတွေကိုပြောအောင်ရင်ပို့နေအောင်မယ်နော်ကျွန်တော်တစ်ချက်ဈေးပြခြင်းလို့ဟိုမှာနော်ကဲဒီဘူးလေးပါကျွန်တော်ဟိုတခြားတင်နာတို့ဓာတ်စီတို့နဲ့ကျွန်တော်ဗီဒီယိုပိုင်းတစ်ခုခုနတက်လာလို့ဗျဆေးရဒါကြီးဆိုသူဘန်းတွေကိုအရင်တွန်ချလိုက်တာဓာတ်စီတော့ဝက်ပြီးတော့တင်နာတော့ဝက်ရော်တယ်ပြီးတော့ဆေးတယ်အကျန်းပဲဆေးလို့ရတယ်အယောင်လည်းဒီလောက်တက်မလာဘူးပြီးတော့ပြန်ပြီးဒါလေးပြောင်းအောင်ဆေးဖို့အတွက်ကျွန်တော်တို့ကျတော့ရင်းနဲ့လောင်းချရုံပဲသူကျတော့ဓာတ်စီနဲ့ပြန်ဆေးရမှာနော်ဟုတ်ကဲ့အဲ့ဒါကြောင့်ဓာတ်စီနေဒီတခြားနေတပူလောက်ကုန်နေပြီဗျဓာတ်စီတပူကို3500 4000နဲ့တွက်ကြည့်နော်ကျွန်တော်ဒီမှာဒါလေးဖြုတ်မှာဒီမှာဒီလောက်တတာပေါ့ဗျာနောက်တစ်ပြန်အဲ့လောက်ပဲလက်တစ်လုံးလောက်ပဲကုန်မှာဒီအောက်ကလက်တစ်လုံးလောက်ပဲကုန်မှာနော်အရောင်တက်တာတွေမတူစားမပေါက်ပါဘူးဗျာစားပေါက်လာပဲမေးနေတယ်ပို့တော့ပို့ပြရပါနော်မပို့ခင်းနဲ့တော့ဒီလိုကြီးဆေးဦးကြီးကိုလိုက်ထိပြီးတော့ရေလုံးချလို့မရအောင်နော်ဒါတခါလေးပြောပြပြီလားအားနေကြအားတာပြနော်ဒီကောင်မှတွေ့တာဂျောင်းလေးတွေမှာအမဲလေးကျန်တော့ဒီမှာဒါလေးဆိုအဲ့မှာခုနပို့တာမရှိဘူးနော်အကျန်းတက်ထွက်ပို့ဘူးဗျာအချိုးတစ်ချက်ပို့ကျွန်တော်စီးထမတို့လေးဘူးနော်စီးထမတို့လေးဘူးနော်ပို့လို့ရသေးရဲ့ကျွန်တော်တင်ပေးရမယ့်စီးတွေတစ်ခါဆန့်တစ်ခါဟိုကိုယ့်အကူစမ်းပြီးမှတင်တာပေါ့နော်သူ့ငကိုအောက်ကတထုရအောင်ကြံလေးတက်တယ်ဗျာနော်တက်ထုကြံတယ်တချို့ကြတော့အမဲတုံးကြီးဖြစ်တော့လေအမဲတုံးကြီးဆိုတာဒီတက်ထုသားကြီးကမဲဝိုင်းတော့အပေါ်ကကြီးပဲပြောင်းပါဗျာဒီလိုလင်းလာကြတော့ဟိုမလင်းတော့ဘူးဗျာကျွတ်အရင်ကြိုက်ပြီးမှကျွတ်နေဟိုဓာတ်နဲ့ထိုးရတော့မှဟိုဖက်လိုက်ကြီးကွာပြီးတော့တချို့ချစ်ချတော့ဘယ်လိုမှမလီဟာကြတော့